ဒေါသကြီးတယ်မွေလက်သမားတယောက်ကသူ့ရဲ့အလုံးယုံကိုပိတ်ပြီးအိမ်ပြန်သွားတဲ့အခါမှာအစိတ်ပြင်းတဲ့မွေတစ်ကောင်ကအစာရှာဖွေရင်းလက်သမားရဲ့အလုံးယုံထဲကိုရောက်လာပါတယ်။မွေကစားလောင်နေတဲ့အတွက်အစာတစ်ခုခုကိုရှာဖွေပါတယ်။ပစိန်တလက်ကမွေပေါ်ကိုပြုတ်ကျလာတဲ့အခါမွေကိုထိခိုက်မိသွားပါတယ်။ဒေါသကြီးတဲ့မွေကပစိန်တန်ကိုဒေါသတကြီးကိုက်ပေါက်လိုက်ပါတယ်။တန်ပစိန်မို့ပစိန်ကဘာမှမဖြစ်ပဲမွေရဲ့အဆွဲတွေကျိုးသွားပြီးသွေးတွေထွက်လာပြီးမွေသာနာကျင်သွားရပါတယ်။ဒေါသတကြီးပြန်ပြီးတုံ့ပြန်ရင်းနဲ့မွေကထိုနေရာမှာသွေးအိမ်တွေထဲမှာတိတ်ဆုံသွားပါတယ်။နောက်နေ့မနက်မှာတော့လက်သမားကအလောက်ခန်းတကာဖွင့်လိုက်တဲ့အခါတန်ပစိန်နားမှာသွေးတွေပေးပွားပြီးတိတ်ဆုံနေတဲ့မွေကိုတွေးလိုက်ရပါတော့တယ်။တကယ်တော့မွေကိုဘသူကမှမတက်ပေမဲ့မွေရဲ့မစူးစမ်းမစင်ခြင်းပဲဒေါသတကြီးတုံ့ပြန်မှုကမွေကိုတက်သွားတာဖြစ်ပါတယ်